hey ရန်သူတို့ကအေးတယ်နော်ကျမ်းမိုက်ကိစ္စโอเคပါအားလုံးပဲမင်္ဂလာပါကျွန်တော်ပထမတော့မတင်ဘူးမလုံးနေရပါဒါပေမဲ့လည်းကိုလူတွေကိုဖရီးယားနဲ့အပိနဲ့ပြည်သက်အများကြီးရှိရဲဆိုတာသိလဲရတော့ကျွန်တော်တို့ဒီဂျွန်စနေရနေဒီတောက်ကြနေအတွက်ပေါ့နော်ကျွန်တော်အထီးကြီးတော့မတင်တော့ပါဘူးเนาะအထီးကလေးတစ်ခုတော့မတင်ဘူးဒါပေမဲ့ကျွန်တော်ဒီနေ့မှာကြီးနေပေါ့နော် channel တက်တဲ့အရာလေးတစ်ခုတွေ့လို့အဲ့ဒါလေးကဘာလေးလဲဆိုတော့ PK line လေးဖြစ်ပါတယ်ခင်ဗျโอเคလူချင်းမင်းတို့ဒီဗီဒီယိုကို like ရှယ်အသေးလေးလုပ်သွားပေးအောင်เนาะโอเคအဲ့တော့ကျွန်တော်တို့ဒီဂျွန်စနေရဒီတောက်ကြနေမှာတရက်စာပေါ့နော်လာနိုင်ရရှိပါတယ်ဒီ PK line လေးပြီးတော့ဒီပေါ့နော်နေ့လယ်မှာဒီကနေ့များပေါ့နော်ဒီကနန်းဖြစ်ပေါ်လာခဲ့ပြီဆိုရင်အဲ့ဒီကနန်းလေးကိုပဲညနေခင်းမှာအချင်းလေးယူပြီးတော့ညနေခင်းတော့ဆက်ကစားပါမိတ်ဆွေတွေတော့အကျိုးရှိလိမ့်မယ်တခါတည်းလက်စနဲ့ပြောပြလိုက်တယ်နော်အခုတော့ဒီနေ့လယ်အတွက်ကျွန်တော်အထီးကြီးမထုတ်လိုက်ဘူးဒါပေမဲ့ဒီနေ့လယ်မှာဖြစ်ပေါ်လာတဲ့ကနန်းနှစ်ခုကိုညနေခင်းအတွက်အချင်းယူလို့ရတယ်နော်ဒါသိအောင်ပြပြတာပါโอเคကျွန်တော်အခုပြပြပေးမယ်အကြောင်းအရာလေးကတော့ PK line လေးဖြစ်ပါတယ်အဲ့ဒီ PK line လေးကတော့ဘာလဲဆိုတော့ 5PK line လေးဖြစ်ပါတယ်ဒီကနေ့မှာဒီ 5PK line လေးကအရင်အကောင်းပါလားခင်ဗျပြီးတော့ကျွန်တော်ကလင်းကိုဒါပေါ့နော်မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ support ပေးပြီးတော့အဖွဲ့ဝင်ကြီးတဲ့လူတွေအဖွဲ့လာဝင်လို့ရပါတယ်ဒီကနေ့မှာအဖွဲ့လာဝင်မယ်ဆိုတော့ကျွန်တော် share အဖွဲ့ဝင်တွေကိုပေးထားတာတော့ main နှစ်ကွက်ပေါ့နော်အရန်လေးတော့ရှိတယ်ပေါ့နော် main နှစ်ကွက်နဲ့ဒီကနေ့မှဒီတောက်ကြနေမှာအပိတ်လေးမှာလှကျင်နေဆိုတော့ဒီတောက်ကြနေတရက်သီးတန်နဲ့လာဝင်လို့ရတယ်လို့နောက်တစ်ဖက်တော့ပါတစ်ခါလေးပေါင်းပြီးတော့တစ်ခါလေးလာဝင်လို့ရပါတယ်ခင်ဗျကျွန်တော်ကလင်းဖြစ်ပါတယ်ကျေးဇူးပါခင်ဗျာ